Hello အားလုံးမင်္ဂလာပါရှင်မင်္ဂလာပြမှာကတော့ baby cake လေးကိုလုပ်ပြပေးပါမယ်ရှင် baby cake လို့ဘာလို့ခေါ်လဲဆိုငါလည်းမလေးတွေကချက်စရာကောင်းလို့ baby cake လေးလို့ခေါ်လိုက်ပါတယ်ရှင် baby cake လေးကိုပုံမှန်လိုပဲအချောက်ကန်ပြီးတော့ခရူလေးတွေနဲ့ခွဲလိုက်ပါတယ်ရှင်ခရူခွေလေးဆိုရင်တော့ပိုင်းအောင်ဖဲကျိုးလေးတွေတက်လိုက်ပါတယ်ပိုင်းအောင်ဖဲကျိုးလေးနဲ့လှပ်ပနေတဲ့ cake လေးပါမရွာပေးတဲ့ကားလေးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ကျုံနေအောင်လေးကျိုးစားတာခုဆိုတော့ဖဲချိုးလေးတစ်ခုပြီးပြီဆိုရင်တော့ငါလည်းမကိတ်ကလေးကဒီပေါ်လေးလို့ဒီနေ့ကိမှတော့တရားလို့အချမ်းရှိလဲကြညံပေးနေပါလေရှင်။နောက်ကနည်းနည်းရှုံနေတာလေးတွေကတော့ပြခန့်ပေးပါနောက်ကအလုံးလေးဆက်လုံးဝမှာမို့လို့တန်ရှင်းမဝင်နိုင်ပါသေးဘူးရှင်။အလုံးကြီးတွေနောက်မှရှိသေးတယ်။လောက်ရအောင်မယ်ပေါ့နော်။ခုတော့ငါလည်းမ baby cake လေးကပစ္စည်းပါပြီးအားလုံးကို bye bye see you